ပြင်သွားရင်နေကဖို့အုတ်ထုတ်ဆောင်ရင်အောင်ချစ်စရာကောင်းဖို့ hair style လေးနှစ်ပုံလုပ်ပြပါမယ်ရှင်။စပင်လေးမလုပ်ပြခင်အရင်ဆုံးယတိမျက်နှာလေးလိမ့်လိုက်ပါမယ်။အဆိုရင်ဒီအရှိစမိတ်လေးတွေအရင်တင်လိုက်ပါမယ်ရှင်။အပြင်သွားရင်အုတ်ထုတ်ဆောင်မှုမမေ့တလို့မျက်နှာလေးနေမလောင်ပဲအေးအေးလေးဖြစ်နေစေဖို့ Cute Brush Sun Cream လိမ့်ဖို့လည်းမမေ့နဲ့နော်။ယတိတို့လိမ့်တဲ့အခါမှာ two finger မှတ်တက်နဲ့လိမ့်ပါရှင်။ပြီးမျက်နှာတစ်ပြက်လုံးပေါ်ကိုတေချာလေးတင်လိုက်ပါမယ်။ Cute Brush Moisturizing Sun Cream က SPF 50+, PA+++ပါတာဖြစ်တဲ့အတွက်ကြောင့်နေအောင်ကြည်တန်းနေလဲအပြေးဝါကာကွယ်ပေးပါရှင်။ဒီတို့မျက်နှာကိုဒီမှာ blend လိုက်တဲ့အချိန်မှာလည်းအဖြူကွက်တွေလည်းမကျန်ဘူးစီကမှုလည်းမရှိဘူးအသားရည်အကုန်လုံးအတွက်တင်တော့ပါရှင်။ဒီတို့မျက်နှာကိုပဲလိမ့်လို့မရအောင်လေပင်ကိုပါတခြားလေးတစ်ခါတည်းလိမ့်ပါမယ်ရှင်။လိမ့်ပြီးတော့တဲ့အချိန်မှာယတိကမျက်နှာလေးကိုဒီလိုဆူဆူပြောင်ပြောင်လေးဖြစ်နေတာလေးကိုအရင်သဘောကျပါရှင်။အဲ့ဆိုရင်ဒီဆန်ဂရစ်နေလေးလိမ့်ပြီးတော့ဆိုရင်မိတ်ကလေးပပလေးလိမ့်လိုက်ပါရှင်အဲ့ဆိုအုတ်ထုံးနဲ့လိုက်မယ်စပင်ပုံလေးလုပ်ပြပါမယ်ရှင်ပထမတစ်ပုံလေးကယတိတို့အရှိမကုချန်ချန်တဲ့စပင်လေးကိုခြံထားမယ်နေရွက်အပေါ်ကစပင်လေးကိုအနောက်မှာသွားစီးလိုက်မယ်ရှင်နောက်ဆုံးတစ်ခေါက်စီးတဲ့အချိန်မှာယတိတို့ကအကုန်လုံးဆွဲမထုတ်ပဲအလုံးလေးခြံထားမယ်ပြီးဆိုင်အုတ်ထုပ်ကိုစောင်းပြီးအုတ်ထုပ်အနောက်ပေါက်ကနေစပင်လေးဆွဲထုတ်လိုက်မယ်ပြီးရင်ညက်ကလစ်လေးနဲ့ပြန်ဆွဲဖွာလိုက်မယ်ရှင်ဒါဆိုရင်ယတိတို့ဒီအုတ်ထုပ်လေးနဲ့လိုက်တဲ့စပင်လေးရတော့ပါရှင်ဒုတိယပုံလေးကယတိတို့ဒီအုတ်ထုပ်ဆောင်းမယ်ပြီးအုတ်ထုပ်အပေါက်ထဲနေပြီးချွန်လေးနဲ့စပင်လေးတစုကိုဆွဲထုတ်မယ်ပြီးရင်အစပင်တွေကိုအောက်ကစပင်လေးကိုဒီလိုစီးလိုက်တယ်လို့လုပ်ပြီးညက်ကလေးအကြီးလေးနဲ့ညက်ပြီးတော့ဆွဲဖောက်လိုက်ပါမယ်ရှင်အဲဆိုရင်လွယ်လွယ်ကူကူလုပ်လို့ရတဲ့စပင်ပုံစံလေးပြီးတော့ပါရှင်ယတိသုံးပြထားတဲ့ Cute Brush Moisturizing Sun Cream ကအထုပ်လေးလည်းရှိတယ်ဘူးလေးလည်းရှိတာမလို့ကိုနှစ်သက်ရာ site လေးကိုရွေးချယ်ပြီးတော့သုံးပြလို့ရပါရှင်နေလောင်တန်ဝေးရည်လိုအေးတဲ့ Cute Brush Sun Cream အထုပ်လေးကိုသုံးကြည့်ဖို့မမေ့နဲ့နော်အားလုံးပဲတက်တာပါရှင်